အားလုံးပဲမင်္ဂလာပါ Sunday with my food ဘာမကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဘက်မှာတော့လွန်းတို့ကတဘာဝအရင်းမြစ်နဲ့ပတ်သက်ပြီးဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်အရင်ဆုံးစပြီးတော့ဆွေးနွေးချင်တာကတော့တဘာဝအရင်းမြစ်တွေဆိုတာတွင်းထွက်ပစ္စည်းတွေတောရိုင်းတရိတ်ဆန်တွေတစ်ပင်တွေလားဒါမှမဟုတ်ပဲနဲ့မြေစီလွာတွေလောင်စာဆီတွေပင်လယ်သမုဒ္ဒရာမြစ်ချောင်းအင်းအိုင်တွေလားအဲ့ဒါလေးကိုလွန်းကအရင်ဆုံးဆွေးနွေးပေးပါအောင်နော်ဟုတ်ကဲ့ပါတကယ်တော့တဘာဝအရင်းမြစ်တွေဆိုတာတဘာဝအတိုင်းရှိနေတဲ့တယံဇာတအားလုံးကိုဆိုလိုတာဖြစ်ပါတယ်အဲ့ဒီအပြင်နီးပညာစီးပွားရေးနဲ့လူမှုရေးကိစ္စပြပြမှာလူသားတွေအတွက်အသုံးဝင်တဲ့ဒါမှမဟုတ်အသုံးဝင်နိုင်တဲ့စနစ်တွေဟာလည်းတဘာဝအရင်းမြစ်တွေထဲပါဝင်တယ်လို့ Flavin ကဆိုခဲ့ပါတယ်ပြောချင်တာကတော့တဘာဝအရင်းမြစ်တွေဆိုတာတယံဇာတတွေမကပဲလက်ရှိမှာအသုံးဝင်နေတဲ့စနစ်တွေလည်းပါပါတယ်နောက်တနေရာမှာအသုံးဝင်လာနိုင်တဲ့စနစ်တွေလည်းပါပါတယ်ဟုတ်ကဲ့ဒါဆိုရင်လွန်ပြောသွားခဲ့တဲ့မှာတဘာဝအရင်းမြစ်တွေဆိုတာတယံဇာတတွေလည်းပါတယ်လက်ရှိမှာအသုံးဝင်နေတဲ့စနစ်တွေလည်းပါတယ်နောက်တနေရာမှာအသုံးဝင်လာနိုင်တဲ့စနစ်တွေလည်းပါတယ်အဲ့တော့အဲ့စနစ်ဆိုတာဘယ်လိုစနစ်တွေလဲနားဆင်သူတွေပို့ပြီးတဲဝင်နားလည်အောင်လို့ရှင်းပြပေးပါအောင်နော်စနစ်လို့ဆိုတဲ့နေရာမှာမြင်သာဥပမာလေးတွေပေးရရင်ဂေယဗေဒဆိုင်ရာစနစ်တွေလေထုနဲ့ဥတုဆိုင်ရာစနစ်တွေနဲ့စိုက်ပျိုးရေးစနစ်ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းရည်စနစ်စတဲ့လူတွေစီမံတဲ့တယံဇာတစနစ်တွေဖြစ်ပါတယ်အယိုးရှင်းဆုံးပြောရရင်တော့တဘာဝအရင်းမြစ်တွေဟာလူတွေရဲ့နေ့စဉ်ဘဝမှာအသုံးပြုနေတဲ့အရာဝတ္ထုတွေပစ္စည်းတွေပါပဲလူတွေနေ့စဉ်ရှူနေတဲ့လေကအစအသီးနှံတွေစိုက်ပျိုးလို့ရတဲ့မြေစီလွှာဆုံးတဘာဝကနေရတဲ့အရာမှန်သမျှဟာတဘာဝအရင်းမြစ်တွေပဲဖြစ်ပါတယ်တဘာဝအရင်းမြစ်တွေကိုအမျိုးအစားတွေခွဲထားတာရောရှိအောင်မလားလွန်ရင်တဘာဝရင်းမြစ်တွေကိုအဓိကအားဖြင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းရည်နဲ့ပြန်လည်မပြည့်ဖြိုးနိုင်တဲ့စွမ်းရည်ဆိုပြီးနှစ်မျိုးခွဲထားပါတယ်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းရည်ဆိုတာဘယ်လိုမျိုးလေးလဲအဲ့ဒါလေးလည်းထပ်ဖြည့်ပြီးတော့ပြောပြပါအောင်သူ့လိုပြန်ပြည့်တာမျိုးလားပြန်လည်ပြည့်ဖြိုးမြဲစွမ်းရည်အုပ်စုမှာဆိုရင်တဘာဝအရင်းမြစ်တွေဟာတဘာဝအတိုင်းပြန်လည်ပေါ်ပေါက်နေတာမို့လို့အကန့်အသတ်မရှိထက်ခါအသုံးချလို့ရပါတယ်ဒီအုပ်စုမှာဆိုရင်စိုက်ပျိုးမွေးမြူလို့ရတဲ့မြေတွေလေရေတစ်တောအပြင်နေလေဒီရေတို့လိုအရာတွေကရတဲ့စွမ်းရည်တွေပါဝင်ပါတယ်ဒီလိုအရင်းမြစ်တွေကိုရောဘယ်နေရာတွေမှာသုံးလို့ရတယ်ဆိုတာလေးလည်းပြောပြပေးပါအောင်နော်တောက်သုံးဖို့စိုက်ပျိုးမွေးမြူရေးမှာအသုံးပြုဖို့နဲ့ရေအားလျှက်စစ်လိုစွမ်းရည်တွေထုတ်လုပ်ဖို့အတွက်မြစ်ချောင်းတွေရေကန်တွေနဲ့မိုးရေတွေကိုအသုံးပြုရပါတယ်တစ်တောတစ်ပင်တွေကနေထင်းအောက်ဆီဂျင်နဲ့တောရိုင်းတိရစ္ဆာန်တွေအတွက်နေစရာနေရာတွေရပါတယ်လေရဟတ်ဘင်းတွေကိုလဲပတ်စီဖို့အတွက်လေအားကိုအသုံးပြုရပါတယ်နေရောင်ခြည်ကတော့အကန့်အသတ်မရှိတဲ့တန်ရှင်းတဲ့စွမ်းရည်တွေကိုထောက်ပံ့ပေးနေပါတယ်ဒီနေရာမှာတန်ရှင်းတယ်လို့ဆိုရတာကညဉ့်ဉန်းပစ္စည်းတွေနဲ့မှန်လုံရင်ဓာတ်ငွေတွေမထွက်တဲ့စွမ်းရည်မို့လို့ပဲဖြစ်ပါတယ်ပြန်လည်မပြည့်ပြိုးနိုင်တဲ့စွမ်းရည်အုပ်စုမှာဆိုရင်အရင်းမြစ်တွေကပြန်လည်ပေါ်ပေါက်ဖို့အတွက်အချိန်အကြာကြီးယူရတာမို့လို့အသုံးပြုလို့ရတဲ့ပမာဏကိုအကန့်အသတ်နဲ့အသုံးပြုရပါတယ်ချက်ချင်းပြန်လည်မပြည့်ပြိုးလာနိုင်တဲ့သဘောတဘာဝရှိလို့ပြန်လည်မပြည့်ပြိုးနိုင်တဲ့စွမ်းရည်လို့သုံးထားတာပဲဖြစ်ပါတယ်ဒီအုပ်စုမှာဆိုရင်တွင်းထွက်သတ္တုပစ္စည်းတွေနဲ့လောင်စာတွေပါဝင်ပါတယ်ဟုတ်ကဲ့ပါဒါဆိုဒီလိုပြန်လည်မပြည့်ဖြိုးနိုင်တဲ့အရင်းမြစ်တွေကိုရောဘယ်လိုနေရာတွေမှာသုံးနေကြလဲဆိုတာဆွေးနွေးပေးပါအောင်နော်ကြောင်မီးသွေးရေနံနဲ့တဘာဝဓာတ်ငွေတွေလိုရုပ်ချင်းလောင်စာတွေကိုစွမ်းရည်နဲ့တည်ယူပို့ဆောင်ရေးလိုနေရာတွေမှာအသုံးပြုကြပါတယ်အလူမီနီယံနဲ့နီကယ်သတ္တုတွေကိုထုတ်လုပ်ရေးစက်မှုလုပ်ငန်းတွေမှာအသုံးပြုကြတာမျိုးရှိသလိုစောက်လုပ်ရေးနဲ့ဤပညာအတွက်မရှိမဖြစ်လိုအပ်တဲ့ရွှေတန်နဲ့ကြေးနီလိုသတ္တုတွင်းထွက်ပစ္စည်းတွေကလည်းပြန်လည်မပြည့်ဖြိုးနိုင်တဲ့စွမ်းရည်အုပ်စုထဲမှာပါဝင်ပါတယ်။ကမ္ဘာမြေကြီးကတဘာဝအရင်းမြစ်တွေကိုပေါ်များများပေးနေသလိုလူရာထက်ပိုအသုံးမပြုဘဲရေရှည်တည်တံ့အောင်ထိန်းသိမ်းဆောက်ရှောက်ဖို့ကလူသားတွေရဲ့တာဝန်ပဲဖြစ်ပါတယ်။အခုပြောပြသွားတာကတော့တဘာဝအရင်းမြစ်တွေအကြောင်းပဲဖြစ်ပါတယ်။ Sunday with my food ဘာမှကတော့အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာစာဖတ်ဖို့အချိန်မရတဲ့သူတွေအတွက်စီစဉ်တင်ဆက်ပေးနေတဲ့ podcast အစီအစဉ်လေးပဲဖြစ်ပါတယ်။နောက်ပတ်တွေမှာလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုစီစဉ်တင်ဆက်ပေးသွားမလဲဆိုတာ Sunday with my food ဘာမှကိုစောင့်မျှော်နှားဆင်ကြပါအောင်နော်။ Sunday with my food ဘာမှကိုတော့ Spotify နဲ့ YouTube channel တွေမှာနားဆင်လို့ရနေပါပြီ။နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။